ညာတိုင်းလိုအထူးတပ်ဖွဲ့ဝင်ရာနှင့်ချီ၍လက်နက်အပြည့်အစုံဖြင့်ခုခံကာကွယ်ရေးစည်းတွင်အသင့်အနေအထားဖြင့်စောင့်ကြပ်နေကြသည်သူတို့အားလုံးသည်မိမိတို့၏ရိုင်ဖယ်သေနတ်များမှအနီအောက်ရောင်ကြီး infrared များဖြင့်တောအုပ်ထဲရှိတူညီသောနေရာတစ်ခုကိုအာရုံစိုက်ချိန်ရွေးထားကြပြီးခဏလေးမျှပင်အာရုံမလွတ်ရဲကြပေမိအား fire power ကိုပိုမိုအားကောင်းစေရန်အတွက်စခန်းရှိတဲဝင်အမြောက်ရာနှင့်ချီ၍ပင်ဖွင့်ထားလိုက်ကြသည်စစ်ဌာနချုပ်၏သတင်းပေးချက်အရအမည်မသိတတဝအုပ်စုကြီးတစ်ခုသည်တနာရီလျင်ကီလိုမီတာ100နှုန်းဖြင့်ချဉ်ကပ်လာနေပြီးရင်းတို့၏အရွယ်စားမှလူသားများထက်အစပေါင်းများစွာပိုကြီးသည်ဟုဆိုသည်အဆိုပါတတဝများသည်စခန်းမှမီတာ900အကွာသို့ရောက်ရှိလာသောအခါအသင်းကောင်းဆောင်ကအလင်းရောင်ပေးဖွဲ့တစ်ခုကိုပစ်လွတ်လိုက်တော်လဲတတဝတစ်ကောင်များအရေးရောင်ကိုပင်မတွေ့ရပေလူတိုင်းအံ့အားသင့်နေစဉ်မှာပင်စခန်းရှိမိများအားလုံးထိန်းချုပ်၍မရပဲရုတ်တရက်ပိတ်သွားခဲ့သည်စစ်သားများမှလည်းပြန်လည်တင်းမာလာကြသည်ကင်းဆောင်ခွေသည်ရန်သူရောက်ရှိနေခြင်းကိုပထမဆုံးရိပ်မိသွားပြီးတောအုပ်တွင်းသို့အရှိန်ပြင်းစွာဖြင့်ပြေးဝင်သွားသည်အသင်းကောင်းဆောင်ကနောက်ထပ် flare တစ်ခုထပ်ပစ်လိုက်တော်လဲမြည်သည့်တတဝကိုမျှမတွေ့ရပဲခွေး၏နာကျင်စွာအော်ဟစ်တံကိုသာကြားလိုက်ရသည်flare မီးရောင်မှိန်သွားသည်နှင့်တပြိုင်နက်တတဝအုပ်စုကြီးသည်တောအုပ်ထဲမှရုတ်တရက်ထွက်ပေါ်လာကြသည်စစ်သားများလည်းချက်ချင်းပင်ပစ်ခတ်တိုက်ခိုက်ကြသည်ခဏအတွင်းမှာပင်ကြီးစံများစွာထိမှန်သွားတော်လဲရင်းတို့မှာအရေးအတွက်အလွန်များပြားလာသည်နောက်ဆုံးတွင်တတဝအချို့မှာခုခံကာကွယ်ရေးစည်းကိုဖောက်ထွက်သွားနိုင်ခဲ့ပြီးစစ်သားများမှာအကြီးအကျယ်ထိခိုက်ဒေဆုံးမှုများဖြစ်ပွားခဲ့ရသည်နောက်တစ်နေ့ရောက်မှသာထိုတတဝများ၏ပုံသဏ္ဍာန်အစစ်အမှန်ကိုတွေ့မြင်ခဲ့ရသည်ရင်းတို့မှာအမှန်တကယ်တော့ရက်ဆက်ကြမ်းကြုတ်သောဝက်ဝံနက်များဖြစ်နေသည်တညတာတိုက်ပွဲပြီးတွင်စစ်သားများမှာအနိုင်ရရှိခဲ့တော်လဲအတော်လေးရုန်းကန်ခဲ့ရသည်သို့သောပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာရှေ့တွင်ရှိနေသေးသည့်အကြောင်းမှာဝက်ဝံနက်များသည်ဤညများပြားစွာစုဝေးနေရန်မဖြစ်နိုင်သောကြောင့်ပင်ထို့ပြင်အကြောင်းရင်းမရှိဘဲလူသားများကိုတိုက်ခိုက်ခြင်းမှလည်းလုံးဝမဖြစ်နိုင်ချေထို့ကြောင့်အမှန်တရားကိုဖော်ထုတ်ရန်အတွက်စစ်သားများကတောအုပ်ကိုစုံစမ်းစစ်ဆေးရန်ပြင်ဆင်ကြသည်ဤတစ်ကြိမ်တွင်မူသူတို့မှာပို၍တတိကြီးစွာထားကြသည်အကူအညီအတွက်လက်နက်တပ်ဆင်ထားသောရဟတ်ယာဉ်များဆေလွတ်ယုံသာမကမြေပြင်တပ်ဖွဲ့များတွင်လည်းအထူးကြုံဆုံးတန်ကြပ်ကတပ်ဖွဲ့များကရှေ့မှဦးဆောင်သွားကြသည်ထူးဆန်းသည်မှာတောအုပ်တစ်ခုလုံးကိုရှာဖွေခဲ့တော်လဲထူးခြားသည့်အရာတစ်စုံတစ်ရာမတွေ့ရှိခဲ့ပေရင်းစားတောအုပ်၏တစ်ဖက်ချမ်းရှိမြို့ကြီးကိုမြင်လိုက်ရသောအခါအားလုံးတုန်လှုပ်ခြောက်ခြားသွားကြသည်မြို့တော်တစ်ခုလုံးမှာလုံးဝတိတ်ဆိတ်နေပြီးအသက်ရှိသောလက္ခဏာတစ်ခုမျှမတွေ့ရပေပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာအဆောက်အုံအားလုံးမှာလျှို့ဝှက်စမ်းကြဲသောစွမ်းအားတစ်ခုကြောင့်အလယ်မှနှစ်ချမ်းကွဲနေကြခြင်းပင်ဖြစ်သည်မြို့၏လျှက်စစ်မီးစနစ်တစ်ခုလုံးမှလည်းလုံးဝပျက်စီးသွားခဲ့သည်အထူးတပ်ဖွဲ့ဝင်များကမြို့ထဲသို့ဥစွာဝင်ရောက်ကြသည်သူတို့သည်အလင်းရောင်ရရှိစေရန်နံရံပေါ်တွင်ပလတ်စတစ်ဘောလုံးပုံမီးလုံးတစ်ခုကိုကတ်ထားလိုက်ကြသည်မီးရောင်လင်းလာသည်နှင့်တပြိုင်နက်လူတိုင်းကြောက်လန့်သွားကြသည်စူပါမားကတ်တစ်ခုလုံးတွင်အလောင်းများပြည့်နေတော်လဲရင်းတို့ကိုယ်ပေါ်တွင်ဒဏ်ရာတစ်ချက်မျှမတွေ့ရပေစစ်သားများမှာမြည်သည့်အတွက်ကြောင့်တေဆုံးရသည်ကိုလုံးဝခံမှန်း၍မရနိုင်ခဲ့ပေသူတို့ထွက်ခွာရန်ပြင်ဆင်နေစဉ်မှာပင်အပေါ်ထက်ရှိအဖွဲ့ဝင်တဦးရုတ်တရက်တိုက်ခိုက်ခံလိုက်ရသည်လူတိုင်းအကူအညီပေးရန်အမြန်ပြေးသွားကြသည်ရောက်ချင်းမှာပင်တိုက်ခိုက်သူသည်မီတာ100မြင့်သောအဆောက်အုံပေါ်မှခုန်ချသွားသည်ကိုမြင်လိုက်ရတော့လဲမြည်သည့်ဒဏ်ရာများရရှိသွားခြင်းမရှိပေပို၍ထူးဆန်းသည်မှာစစ်သားများကကြီးစံများမိုးကာရွာချတဲ့ကဲ့သို့ပစ်ခတ်တော်လဲမြင်အားမြည်တို့များမထိခိုက်နိုင်ခြင်းပင်ဖြစ်သည်သို့သောမကြာမီပင်ထိုသူမှာအင်အားဖြည့်တင်း၍ပြန်ရောက်လာသည့်စစ်သားများ၏လက်နက်များမှာပိုမိုတာလွန်တော်လဲတစ်ဖက်ရန်သူမှာအရေးအတွက်အဖြစ်ပိုမိုများပြားနေသည်နောက်ဆုံးတွင်ပြင်းထန်သောတိုက်ပွဲအပြီး၌ရင်းတို့မှာထိုရန်သူများ၏ဝိုင်းရန်ပိတ်ဆို့ခြင်းကိုခံလိုက်ရသည်အရေးကြီးသည့်အချိန်တွင်စစ်သားများမှာစခန်းမှအကူအညီရယူရန် signal for များကိုသာပြစ်လွတ်နိုင်တော်သည်သို့သောသူတို့မမျှော်လင့်ထားသည်မှာစခန်းကိုယ်တိုင်လည်းတိုက်ခိုက်ခံရတော့မည်ဖြစ်သည်ဒုံးကျည်အမြောက်များမှာအလင်းနှုံးဖြင့်စခန်းစီသို့ပြန်တန်းလာနေသည်ကာကွယ်ရေးစနစ်များအားလုံးချက်ချင်းအလုပ်လုပ်လာသည်အစပိုင်းတွင်ဒုံးကျည်တိုင်းကိုတိကျစွာကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တော်လဲဒုံးကျည်အရေအတွက်တိုးပွားလာသည်နှင့်အမျှကြားဖြတ်ကာကွယ်ရေးစနစ်မှာလည်းတဖြည်းဖြည်းအားနည်းလာခဲ့သည်နောက်ဆုံးတွင်ပောက်ကွဲမှုများဆက်တိုက်ဖြစ်ပွားပြီးနောက်စခန်းတစ်ခုလုံးမှာပြာပုံအဖြစ်ပြိုကျပျက်စီးသွားတော့သည်